What are the most important skills for use in 2025? လူငယ်တွေအတွက်2025မှာအရေးကြီးဆုံး skills တွေကဘာတွေဖြစ်မလဲပေါ့နော်။ပထမ number 1က digital and technical skills digital နဲ့ technical skills ဖြစ်တယ်ပေါ့နော်။ digital literacy and data analytics proficiency and digital tools and interpreted data is crucial as businesses rely more on data-driven decisions. Digital literacy ပေါ့နော်။ digital tools တွေကိုနားလည်တာ data analytics တွေလုပ်နိုင်တာဒီလိုကျွမ်းကျင်မှုတွေပေါ့ data tools တွေမှာကျွမ်းကျင်မှုတွေနောက်တစ်ခုက interpreting data is crucial data တွေရဲ့သဘောတရားကိုနားလည်နိုင်တာကပို့ပြီးတော့အရေးကြီးလာတယ်ပေါ့နော်။ဘာလို့လဲဆိုရင် business တော်တော်များများက rely on more data driven decisions ပေါ့။ data တွေပေါ်မှာမူတည်ပြီးတော့ဒါ decision making တွေဆုံးဖြတ်ရတယ်ပေါ့နော်။ product ထုတ်မယ်ဆိုရင်လည်းဒီ product ကိုလူဘယ်ယောက်ကဘယ်သူကကြိုက်လဲဘယ်အသက်အရွယ်ကကြိုက်လဲဒါမျိုးတွေပေါ့နော်။အဲ့တော့ data analytics တွေကပို့ပြီးတော့အရေးကြီးလာတယ်။နောက်တစ်ခုက digital skills တွေမှာပဲ coding and programming အဲ့တော့ coding လောက်တာပေါ့နော် coding တို့ programming တို့ဒါတွေသင်ယူတာလည်းပါတယ်လို့နောက်တစ်ခုက learning languages like Scratch and Python fosters problem solving ပေါ့နော်အဲ့ဒီနေရာမှာ problem solving skill တွေနောက်တစ်ခုက logical reasoning တွေ creativity တွေဒါတွေအတွက်ကို coding တွေ programming တွေเนาะဒါတွေကိုသင်ယူတာကလည်းdigital skills ထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုက artificial intelligence and machine learning proficiency AI ပေါ့ဒီနေ့မှာဆိုရင်တော့ဒါ AI ပေါ့ဘာဖြစ်လို့လဲဆိုတော့ AI ကအခုဆိုရင်တော်တော်များများနေရာယူလာတာပေါ့နော်အလုပ်တွေကလည်းမြန်လာတယ်သူသဖြင့်တော့ creator တွေတကယ် digital tools တွေကိုသုံးတဲ့သူတွေအတွက်ကပို့ပြီးတော့အခွင့်အလမ်းတွေကပို့ပြီးများလာတယ်အရင်တော့ဗီဒီယိုတစ်ပုဒ်ကိုလုပ်ဖို့အတွက်ခက်ခဲမယ်ပေါ့နော်ဒါပေမဲ့အခုအချိန်မှာဒီဗီဒီယိုတစ်ပုဒ်လုပ်ဖို့မခက်ခဲနေတော့ဘူးပေါ့နော်ဒါမျိုးပေါ့အဲ့တော့ understanding AI fundamentals AI အကြောင်းကိုနားလည်တာရယ်နောက်တစ်ခုက working with AI is increasingly important အဲ့တော့ AI tools တွေကိုသုံးလာတာကပိုပြီးတော့အရေးကြီးတဲ့စိတ်ပိုင်းတွေဖြစ်လာပြီပေါ့နော်အဲ့တော့နောက်ပိုင်းမှာဆိုရင် AI tools တွေသုံးတဲ့သူနဲ့မသုံးတဲ့လူတွေကအများကြီးကွာခြားသွားမှာပေါ့နော် result တွေဘာလို့လဲဆိုမြန်တာအောင်နော်အဲ့တော့ cyber security and digital marketing skills cyber security တွေနဲ့နောက်တစ်ခါ digital marketing skills တွေကိုနားလည်တာပေါ့နော်ဒါကလည်းသူရဲ့ rank high for future job markets အဲ့ဒါက future job markets ကိုသူကပို့ပြီးတော့ rank ကောင်းစေတယ်ပေါ့နော်Our number 2 are cognitive and problem solving skills Our cognitive and problem solving skills တွေမှာဘာတွေပါလဲလို့ပြောရင် critical thinking Now critical thinking complex problem solving and analytical thinking are top skills to navigate complex challenges. Critical thinking တွေပါတယ် complex problem solving တွေတကယ်ရှုပ်ထွေးတဲ့ problem solving တွေပါမယ်နောက်တစ်ခုက analytical thinking ဆိုတော့တကယ်အချက်အလက်တွေကိုစဉ်းစားပြီးတော့တွေးခေါ်နိုင်တဲ့ဉာဏ်ရည်ပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင်တကယ်ရှုပ်ထွေးတွေကိုရှုပ်ထွေးခက်ခဲနေတဲ့အရာတွေကိုစိတ်ခေါ်နိုင်တဲ့အရေးတွေဖြစ်လာမယ်ပေါ့နောက်တစ်ခုကတော့ creativityနော် creativity create လုပ်နိုင်တာ originality တကယ်ကို originally ကိုကစပြီးတော့လုပ်နိုင်တာ innovation စမ်းသစ်တီထွင်နိုင်တာဒါတွေကလုံးက are essential to generate new ideas and solutions or ideas အသစ်တွေပေါ်ကို solutions တွေရဖို့အတွက်ကိုဒါအရေးကြီးတဲ့စိတ်ပိုင်းတွေဖြစ်လာပြီပေါ့နော်နောက်တစ်ခုက active learning and adaptability support lifelong learning and resilience to change active learning တကယ်တက်ကြွသိယူနိုင်တာ adaptability ပေါ့ adaptable လုပ်နိုင်တာဒါတွေဆိုလို့ရှိရင်တကယ်ကိုပဲ lifelong learning မှာဆိုရင်တကယ်ကိုပဲသူကရေရှည်ပေါ့နော်ရေရှည်သင်ယူဖို့အတွက်ကိုအများကြီးသူ support ဖြစ်တယ်နောက်တစ်ခါ resilience ပေါ့ကြံ့ခံနိုင်တဲ့စွမ်းရည်ဒါအခက်အခဲတွေကျော်လွှားနိုင်တဲ့စွမ်းရည်ဒါလည်းပါတယ်ပေါ့နော် Number 3 are emotional and interpersonal skills emotional intelligence ပေါ့နော် EQ လို့ပြောတယ်နော် EQ ဒီ EQ ကလည်း manage emotions တွေကိုသူကထိန်းချုပ်နိုင်တာ build relationships တွေစောင့်နိုင်တာ excel in teamwork မှာသူကကောင်းမွန်ကိုင်တွယ်နိုင်တာပေါ့နော်ဒါမျိုးတွေပါမယ် communication and collaboration skills communicate လုပ်နိုင်တယ် collaborate လုပ်နိုင်တယ်ဒီလို skills တွေကလည်း are vital အရေးပါလာတယ် and a connected wall ဆိုတကယ် connected ဖြစ်နေတဲ့ wall မှာတကယ်အရေးပါလာတယ်ပေါ့especially for remote and digital teamwork အထူးသဖြင့်တော့ဒီလိုမျိုး remote and digital teamwork ဆိုတော့ဒီလိုမျိုးနိုင်ငံနဲ့
ဒီလို teamwork လုပ်နေကြတာပေါ့နော်တနည်းအားဖြင့် work from home လုပ်နေတာတွေကဒါဒီလိုမျိုး communication collaboration လုပ်ဖို့အတွက်ကသူတို့ကပိုအရေးကြီးရပေါ့နော် Leadership and social influence also play key roles in career success အဲ့ဒီညမှာ leadership တွေ social influences တွေနောက် social influence လုပ်နိုင်တာတွေဒါတွေကလည်း career success career အောင်မြင်မှုအတွက်ကိုတစ်ဖက်တစ်လမ်းကနေကြိုးပြနိုင်တယ်နောက်တစ်ခုက life and career management skills အဲ့တော့ဘဝမှာ time management ပေါ့နော်အဲ့ time management ကိုယ့်ရဲ့ time ကိုယ်က management လုပ်နိုင်တာ self discipline အဲ့တော့ကိုယ်ဒီ self discipline ကောင်းလေးနဲ့လုပ်နိုင်တာ balance လုပ်နိုင်တာပေါ့နော်နောက်တစ်ခုကတော့ financial literacy ကလည်းဒါ is important အရေးကြီးလာပြီနော် for manage personal finances in a digital economy အဲ့တော့ဒီလိုမျိုးdigital နဲ့လုပ်နေရတဲ့ဈေးကွက်မှာပေါ့နော်ဒီ financially ကိုအတွက်ကိုပဲ personal finance တွေကို manage လုပ်နိုင်တာကလည်းပိုပြီးတော့ကောင်းလာတယ်အရေးအသွေးဖြစ်တယ်နောက်တစ်ခုက networking and relationship building help open career opportunities and professional growth networking လုပ်တာ relationship တွေပေါ့နော်ဒါတွေကလည်းကိုယ့်ရဲ့ career growth ဖြစ်ဖို့အတွက် opportunities ပေါ့နော်ကိုယ့်အတွက်အခွင့်အလမ်းတွေအများကြီးရရှိစေဖို့အတွက်ကိုအခုညီထောက်ပံ့နေအများကြီးပေးတယ်ပေါ့နော်ဒါကြောင့်ဒီ skills တွေကိုဒီ2025မှာလူငယ်တွေသင်ယူသင့်တယ်ဆိုတော့ပြောရင်းနဲ့နောက်ဆက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်